ညာသားမို့ကျွန်တော်တဲ့လူရဲ့စကားနေပေမဲ့ရမ်းချစ်တတ်ပါတယ်အမီတို့မျိုးကြီးသူတွေအသက်ခွဲတော့ကျွန်တော်မသိလို့ရဲ့ကိုရောငါကိုအောင်သူဆိုခဲ့ဘူးတဲ့ညီမတန်တဲ့ချင်းလေးတစ်ပုတ်လူအောက်ပြေအောက်ရွာရန်ကုန်ကိုကျွန်တော်ရောက်လာခဲ့ညာသားမို့ကျွန်တော်တဲ့လူရဲ့စကားနေပေမဲ့ရမ်းချစ်တတ်ပါတယ်အမီတို့မျိုးကြီးသူတွေအသက်ခွဲတော့ကျွန်တော်မသိလို့ရဲ့ကိုရောငါကိုအောင်သူဆိုခဲ့ဘူးတဲ့ညီမတန်တဲ့ချင်းလေးတစ်ပုတ်လူအောက်ပြေအောက်ရွာရန်ကုန်ကိုကျွန်တော်ရောက်လာခဲ့တကောက်ပါလေးကိုလွဲကအောက်ပြေအောက်ရွာကိုလာညာရဲ့မတရားတနခါတုံးလေးခမလေးကိုယူခဲ့မိတယ်ဗျာအခုတော့မြို့ကြီးသူရမင်းငါကိုဘာကြောင့်မို့ညာမြင်ပေးထားတဲ့အမားလိပ်စာရှာလို့မတွေ့တော့အညာသားငါမှာဘာသမျှစရိတ်တွေလဲပဲအိတ်သွန်ဖာမောက်ကုန်ခဲ့ဖို့ခွာစွန်လေးပယားတွေလေးမလားကပန်းဆိုတဲ့နဲ့လဲတန်းလိုက်ရှာရွှေတကုံမှလူဆုံးမင်းမဲ့မတွေ့ခဲ့ပါဘူးမြို့ကြီးတူရရောက်တော့မှမထူပါကွာရွှေတကုံပယားကြီးဖူးပြီးပြန်လို့မှာညာသားမို့ကျွန်တော်တဲ့လူရဲ့စကားနေပေမဲ့ရမ်းချစ်တတ်ပါတယ်အမီတို့မျိုးကြီးသူတွေအသက်ခွဲတော့ကျွန်တော်မသိလို့ရဲ့ကိုရောငါကိုအောင်သူဆိုခဲ့ဘူးတဲ့ညီမတန်တဲ့ချင်းလေးတစ်ပုတ်လူအောက်ပြေအောက်ရွာရန်ကုန်ကိုကျွန်တော်ရောက်လာခဲ့တကောက်ပါလေးကိုလွဲကအောက်ပြေအောက်ရွာကိုလာညာရဲ့မတရားတနခါတုံးလေးခမလေးကိုယူခဲ့မိတယ်ဗျာအခုတော့မြို့ကြီးသူရမင်းငါကိုဘာကြောင့်မို့ညာမြင်ပေးထားတဲ့အမားလိပ်စာရှာလို့မတွေ့တော့အညာသားငါမှာဘာသမျှစရိတ်တွေလဲပဲအိတ်သွန်ဖာမောက်ကုန်ခဲ့ဖို့ကွာစွန်လေးပယားတွေလေးမလားကပန်းဆိုတဲ့နဲ့လဲတန်းလိုက်ရှာရွှေတကုံမှလူဆုံးမင်းမဲ့မတွေ့ခဲ့ပါဘူးမြို့ကြီးတူရရောက်တော့မှမထူပါကွာရွှေတကုံပယားကြီးဖူးပြီးပြန်လို့မှာ